မြန်မာငွေသိန်းတရာအော်ထဲကလိုင်စင်ပါရမယ် R15 engine နဲ့စီးကျင်တယ် retro ပုံစံ classic ပုံစံကြိုက်တယ်ဆိုရင်ဒီဆိုင်ရရှိပါတယ်ဒီဆိုင်ရက Yamaha R15 engine ကိုအခြေခံထားတဲ့ Yamaha HSR 155ဆိုင်ရဖြစ်ပါတယ် R15 engine ကိုအသုံးပြုတော့ MT15 HSR 155နဲ့ Aeros 155ဆိုင်ရတွေကိုထုတ်လုပ်ထားပါတယ်ဒီထဲမှာ HSR 155က retro classic ပုံစံဒီဇိုင်းနဲ့ဆိုင်ရဖြစ်ပါတယ်မျိုးရင်းနယ်ဝေးပပတတမောင်းနေနိုင်မဲ့ဆိုင်ရဖြစ်ပါတယ်2019ခုနှစ်မှာစတင်မိတ်ဆက်လာတာဖြစ်ပြီးယခုလက်ရှိအချိန်တွေ upgrade အသစ်တွေနဲ့ထုတ်လုပ်ထားပြီးဖြစ်ပါတယ် 155cc single cylinder liquid cool engine ကိုအသုံးပြုထားပြီးမြင်းကောင်ရီအား19ထွက်ရှိမှာဖြစ်ပါတယ်တနာကြီးမိုင်80ဝန်းကျင်အမြင့်ဆုံးမောင်းနေနိုင်မှာဖြစ်ပါတယ်စီတကာလန်ကိုမိုင်130ဝန်းကျင်မောင်းနေနိုင်မှာဖြစ်ပါတယ် VVA system slipper clutch upside down fault တွေနဲ့ system micro တွေလည်းပေါင်းပါတယ်2025အသစ်ဈေးအနေနဲ့ HSR 155ကမြန်မာငွေသိန်း100ဝန်းကျင်ရှိမှာဖြစ်ပါတယ်အခွန်အခမပါတဲ့ဈေးဖြစ်ပါတယ်ဒီဆိုင်ကရောင်းမင်းဖြစ်ပြီးလိုင်စင်ပါကို380ဝန်းကျင်နဲ့ကွန်မျိုးဝင်းမော်တော်ဆိုင် showroom မှာရရှိနိုင်ပါတယ်ကွန်မျိုးဝင်းမော်တော်ဆိုင် showroom ရဲ့လိပ်စာရန်ကုန်မှာဆိုမော်ဘီမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ညမှာရှိပြီးမန္တလေးမြို့ချမ်းမြသာစီ58လမ်း110အေဂျာမှာတည်ရှိပါတယ်သေးသိရင်ဆက်သွယ်မေးမြန်းကြတာရှင် comment မှာပြည်စုံလင်းချပေးထားပါတယ်